ကဲစိတ်မပူကြပါနဲ့။ရာသီတစ်တော့ရောက်လာပြီလေအကောင်းမြင်စိတ်လေးမွေးထားကြရအောင်ပါ။ကဲစိတ်မပူကြပါနဲ့။ရာသီတစ်တော့ရောက်လာပြီလေအကောင်းမြင်စိတ်လေးမွေးထားကြရအောင်ပါ။ကျွန်တော်လည်းစိတ်လှုပ်ရှားနေရပါ။ကိစ္စမရှိပါဘူးခင်ဗျ။ခင်ဗျားတို့ကဘလို့လဲဗျ။ရှိလိုက်ပါဦး။ကျွန်တော်တို့အဲ့ဒီမှာဟောကိုရှုံးတင်ရှုံးခဲ့တာမဟုတ်ပါဘူးညာ။ကျွန်တော်တို့ဟောရဲ့အပြတ်အနိုင်ယူတာကိုခံခဲ့ရတာပါ။သူတို့အနိုင်နဲ့ထိုက်တန်ပါတယ်။ငကူဂိုးမရှိဆိုတာလုံးဝအမျှတတဲ့ရလဒ်ပါပဲ။ဒါဟာ United ရဲ့ရှက်စရာကောင်းပေမဲ့တကယ်တော့အံ့ဩစရာမဟုတ်ပါဘူး။ AC မီလန်နဲ့ပွဲတုန်းကတည်းကကျွန်တော်ကြည့်ခဲ့ဘူးတယ်လေ။ဒါအဲ့ဒီတန်တိုက်ရိုက်ဆက်ဖြစ်လာတာပါ။ဒီအသင်းနဲ့ပတ်သက်ပြီးခင်ဗျားတို့မသေးကြတာတွေစိုးရိမ်တာတွေမှန်သမျှကွင်းထဲမှာအမှန်တကယ်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ United အတွက်တန်းတက်လာတဲ့အသင်းနဲ့အသင်းနဲ့ရာသီစားမှာအဆင်ပြေပြေကစားရမယ်ပေါ့လေ။ဒါပေမဲ့ကွင်းထဲမှာသွားပြီးဒီလိုကစားလိုက်တာပါဗျာ။ကျွန်တော်တို့ Carlos Biliva ကိုထပ်ခေါ်လိုက်ရင်အဆင်ပြေသွားမှာပါလို့မတွေးမိပါဘူး။အဲ့ဒါကအကွင်းထဲသွားပြီးတော့ငါတို့နိုင်မှာပါငါတို့မှလုံလောက်ပါတယ်ဆိုပြီး short တွေးနေတဲ့အသင်းရဲ့အနံ့အသက်ရတာပါမဟုတ်ပါဘူးရလုံးဝမလုံလောက်ပါဘူးအဲ့ဒီပွဲကိုပထမပိုင်းမှာတင်ဟောကအနိုင်ရသွားခဲ့ပြီးပထမပိုင်းမှာတင် United ကလုံးဝရှုံးနေခဲ့တာပါဟုတ်ပါပြီကျွန်တော်တို့မှာဘောလုံးပိုင်ဆိုင်မှု80%လောက်ရှိခဲ့ပါတယ်ဒါပေမဲ့ဟောကဘောလုံးလူယူရှင်ပြိုင်မှုတွေရဲ့65%လောက်အနိုင်ရသွားတာပါအဲ့ဒီပွဲက Tielemans Santos ဒါမှမဟုတ်အဲ့ဒီအသင်းတွေကဘသူရဲ့ပုံကိုမဆိုကျွန်တော်ပြလို့ရပါတယ်ဘယ်သူမှဘာတုံ့ပြန်မှုမှမရှိကြပဲဒုတိယဘောလုံးတိုင်းမှာရင်းနှီးခဲ့တာပါသူတို့ဂိုးသွင်းသွားတဲ့တီကန်ဘောနှစ်ခုကပဲဖြစ်ဖြစ်တောင်းကန်ဘောရတိုင်းမှာပဲဖြစ်ဖြစ်ဘောလုံးဖြတ်တင်လိုက်တိုင်းမှာပဲဖြစ်ဖြစ်ဟောလ်ကတကယ့်ကိုအန်ရရှိခဲ့တာပါကျွန်တော်တို့တက်အများကြီးပို့ပြီးချိန်ချောက်နိုင်ခဲ့ပါတယ်အဲ့ဒီပွဲမှာကျွန်တော်တို့ရဲ့အန်ရအရှိဆုံးကစားသမားကဟယ်ရီမက်ကွိုင်းယာဖြစ်နေခဲ့တာပါဗျာအဲ့ဒါဟာအရန်ကိုဆိုးရွားနိုင်တယ်လို့ဆိုးရွားခဲ့တာပါတကယ်ကိုဖြစ်နိုင်သမျှအဆိုးရွားဆုံးပါပဲဗျာကျွန်တော်တို့ရှုံးဖို့လုံးဝထိုက်တန်ပါတယ်အဲ့ဒီပွဲရဲ့ဘယ်ချိန်မှာကျွန်တော်တို့စီကတကယ်အချင်းချောက်မှုမရှိခဲ့ပါဘူးကျွန်တော်တို့ရဲ့အကြီးမားဆုံးချင်းချောက်မှုကဘာလဲဆိုရင်ပထမပိုင်းမှာအန်ဖူမိုစီဘောလုံးရောက်သွားပြီးဂိုးသမားစီတိုက်ရိုက်ကန်သွင်းလိုက်တဲ့အခွင့်အရေးလာဖြစ်နိုင်ပါတယ်ကုညာကောဘာမှမလုပ်နိုင်ခဲ့ပါဘူးအန်ဖူမိုလည်းအများဖြင့်ရိုးရိုးသားသားပြောရရင်ဘာမှမလုပ်နိုင်ခဲ့ပါဘူးဒိုကူဆိုရင်လည်းလုံးဝပျောက်ကွယ်နေခဲ့တာပါဒါပြောရပါ AC မီလန်နဲ့ပွဲတုန်းကလည်းအလားတူပြဿနာမျိုးမြင်ခဲ့ရလို့ကျွန်တော်မအံ့ဩပါဘူးဒါပေမဲ့ကျွန်တော်ကမဟုတ်ပါဘူးအဆင်ပြေပါတယ်ဒါရာသီကြိုပွဲစဉ်ပဲလေးဆိုပြီးတွေးခဲ့တာပါအများအားဖြင့်တော့ရာသီကြိုကာလမှာကျွန်တော်တို့အဆင်ပြေပြေကစားနိုင်ခဲ့တယ်လို့ထင်ခဲ့ပေမဲ့ဟောနဲ့ပွဲမှာတော့လုံးဝဆိုးရွားခဲ့ပါတယ်ကျွန်တော်တို့ရှုံးဖို့လုံးဝထိုက်တန်တာပါဒိုကူကအဲ့ဒီဘက်ဘက်ချမ်းမှာလုံးဝဆိုးရွားတဲ့ပွဲတစ်ပွဲကစားသွားခဲ့ပါတယ်ဒါပေမဲ့အမှုမိုလည်းအတူတူပါပဲဘရူနိုလည်းအတူတူပါပဲကုညာလည်းအတူတူပါပဲလုံးဝကိုပျောက်ကွယ်နေခဲ့ကြတာပါကျွန်တော်တို့ရဲ့အကြီးမားဆုံးတိုက်စစ်မှုကမက်ကွိုင်းယာဖြစ်နေခဲ့ပြီးပွဲကိုပြောင်းလဲဖို့ရက်ရှ်ဖို့ကိုထည့်ဖို့မိနစ်45မိနစ်ကြာခဲ့ပါတယ်ဒုတိယပိုင်းမှာရက်ရှ်ဖို့လည်းပွဲကိုမပြောင်းလဲနိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ထိုးဖောက်လို့မရခဲ့လို့ပါမန်ချက်စတာယူနိုက်တက်ကအခန်းစစ်အသေးပိတ်ထားတဲ့အသင်းတွေကိုထိုးဖောက်ဖို့ရုန်းကန်နေရတယ်ဆိုတဲ့သတင်းကြီးပေါ့ဗျာသတင်းတစ်ကြီးပါပဲဘယ်သူမှမပြောခဲ့တဲ့သတင်းပေါ့စန်တိုနဲ့ဒီလီမန်တို့အသင်းနဲ့ရောက်လာတာဟာယူနိုက်တက်ကိုပိုပြီးကစားကွက်ထိန်းချုပ်နိုင်စွမ်းပေးနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ခဲ့တာပါပွဲကကျွန်တော်ထင်ထားတဲ့အတိုင်းဖြစ်လာခဲ့ပါတယ်ဟောကနောက်တန်း9ယောက်နဲ့အနောက်မှာတော်တော်လေးစုပ်ကစားပြီးတံပြန်တိုက်စစ်ဆင်တယ်တောင်ပန်တွေကိုသုံးပြီးကစားကွက်အကျယ်ဝန်းကိုအသုံးပြုပါတယ်အဲ့ဒါဖြစ်လာလိမ့်မယ်လို့ကျွန်တော်အကြိုမျှော်လင့်ထားခဲ့တာပါဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာက United အနေနဲ့နည်းနည်းလေးပို့ပြီးထိန်းချုပ်နိုင်စွမ်းရှိစေချင်တာပါကိန်းကနန်းရတော့ခင်ဗျားတို့မှာအဲ့ဒါရှိခဲ့ပါတယ်ဘာလို့လဲဆိုတော့ဘောလုံးပိုင်ဆိုင်မှု80%ရှိခဲ့လို့ပါဒါပေမဲ့အဲ့ဒါကဘာမှအသုံးမကျပါဘူးခင်ဗျားတို့သာဘောလုံးလူယူမှုတွေကိုမနိုင်ရင်ပေါ့ဒါကဘလောက်တောင်ပြင်းစရာကောင်းပြီးအခြေခံကြတဲ့စကားလေဒီအသင်းရဲ့ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေကအခုထိရှိနေတော့မှာပဲကာရိခင်ဗျားရာသီကြိုမှာအဲ့ဒါတွေကိုပြင်ဆင်နေခဲ့တာလားကျွန်တော်မသိပါဘူးစကားဝိုင်းတွေအားလုံးကိုကျွန်တော်မသိနိုင်ပေမဲ့ခင်ဗျားပြင်ဆင်ခဲ့မယ်ဆိုတာတော့ကျွန်တော်သိကြပါတယ်ဒါပေမဲ့ဘောလုံးရှင်ပြိုင်ရတဲ့အချိန်တိုင်းဒါမှမဟုတ်90-50ဘောလုံးရတိုင်းမှာအဲ့ဒါတွေကလုံးဝပေါ်လွင်နေခဲ့တာပါဟောကအနိုင်ရသွားခဲ့တာပါမဟုတ်ဘူးဟောကဘောလုံးရသွားခဲ့တာပါတီးကန်ဘောဘသူအရင်ဆုံးတုံ့ပြန်လဲဟောကအရင်ဆုံးတုံ့ပြန်ခဲ့တာပါဒါအရန်ဆိုးပါတယ်ဘောလုံးကျလာရင်ဟောကအချိန်တိုင်းရသွားခဲ့တာပါအဲဒီလိုချင်းကပ်မှုမျိုးအဲဒီလိုစိတ်တက်မျိုးနဲ့ပရီးမီးယားလိဘောလုံးပွဲစဉ်တစ်ခုကိုခင်ဗျားတို့ဘာမှအနိုင်ရနိုင်မှာမဟုတ်ပါဘူးအဲ့ဒါအပြင်ယူနိုက်တက်တီကန်ဘောတွေကနေ2ဂိုးပေးလိုက်ရတာပါကျွန်တော်ပြောခဲ့သလိုပဲဟောလ်ကဒီနေ့အနိုင်ရရှိမှုနဲ့လုံးဝထိုက်တန်ပါတယ်ဟောလ်ကိုဂုဏ်ပြုပါတယ်လို့ကျွန်တော်ပြောပြရစီဒါမဲ့ဒီရာသီကိုဝင်ရောက်လာတဲ့ကျွန်တော်တို့ United ပရိသတ်တွေအားလုံးအတွက်စိုးရိမ်စရာတွေကိုကျွန်တော်တို့သိပါတယ်ဒါဟာလုံးဝပြည့်ပြည့်စုံတဲ့လူစည်းရင်မဟုတ်ဘူးဆိုတာကျွန်တော်တို့သိပါတယ်ဒီထဲမှာဘီလီဗာကိုထည့်သွင်းဖို့လိုအပ်တယ်ဆိုတာကျွန်တော်တို့သိပါတယ်ဒါမဲ့ကျွန်တော်ထပ်ပြောပါမယ်အဲ့ဒီအသင်းရဲ့ဒီနေ့စွမ်းဆောင်ရည်ကိုကြည့်ပြီးဘီလီဗာကိုထည့်လိုက်ရုံနဲ့ပြဿနာတွေပြေလည်သွားမယ်လို့ကျွန်တော်မတွေးပါဘူးသိကြတာပေါ့ကွင်းလယ်မှာနည်းနည်းလေးပိုပြီးအားပါလာနိုင်ပြီး United ကရှင်ပြိုင်မှုတချို့မှာအနိုင်ရလာနိုင်ပါတယ်ဒါမဲ့ Santos ပဲဖြစ်ဖြစ်ကျွန်တော်ပြောခဲ့လို့ပဲကြိုက်တာရွေးအဲ့ဒီပွဲမှာဘယ်သူကောင်းကောင်းကစားခဲ့လို့လဲ
ကျွန်တော်အမက်ကွိုင်းရကိုရွေးထုတ်ပြီးသူတော်တော်လေးကောင်းကောင်းကစားခဲ့တယ်လို့ပြောရပါလိမ့်မယ်ဆန်ဒီရဲ့တော်တော်လေးကောင်းကောင်းကစားခဲ့တယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ကစားသမားအဆင့်သတ်မှတ်ချက်တွေကိုတော့ဒီနောက်ပိုင်းဗီဒီယိုမှာပေးသွားပါမယ်ဒါပေမဲ့ဒီရာသီကိုဝင်ရောက်လာချိန်မှာကျွန်တော်မှစိုးရိမ်မှုတွေရှိခဲ့တယ်လို့အကောင်းမြင်မှုတွေလည်းရှိခဲ့ပါတယ်အစိပ်ပိုင်းချို့ရှိတယ်လို့ထင်ခဲ့ပေမဲ့အဲ့ဒါကမနစ်ကချန်ပီယံရှစ်မှာဂိုးတွေအများကြီးပေးခဲ့ရတဲ့အသင်းမဟုတ်ဘူးလားအများကြီးပေးခဲ့ရတာပါသူတို့လွယ်ကူပဲကစားသွားခဲ့တာပါဒီမှာရိုးရိုးသားသားပြောကြစို့ဟောကအဲ့ဒီပွဲကိုလွယ်လွယ်ကူကူပဲကစားသွားခဲ့တာပါဗျာဒါကိုပြောတာပါတခါလေကြရင်ခင်ဗျားတို့ကခံစစ်ပိတ်ကစားတဲ့အသင်းနဲ့တွေ့လို့ကိုရဖို့ဘယ်လိုပဲကြိုးစားဘာမှဖြစ်မလာတဲ့အခါဘာတန်းထိတာတွေအကုန်လုံးနေပေမဲ့အဆင်မပြေတဲ့အခါစိတ်တူရတတ်ပါတယ်ခင်ဗျားတို့ကအိုးဒါကမယုံနိုင်စရာခံစစ်စွမ်းဆောင်ရည်ပဲတရားဒီမှာတစ်ချိန်ပဲဒါမျိုးလုံးနိုင်တာလို့တွေးမိတတ်ကြပါတယ်ဟောလကတတိယဂီယာလောက်နဲ့ပဲကစားသွားခဲ့တာပါခံစစ်ပုံစံမှန်တဲ့အနေထားကောင်းတဲ့ကိုပေါက်ကန်သွင်းမှုတွေကိုပိတ်ဆို့တဲ့လမ်းကြောင်းတွေကိုပိတ်သွားတာပါပြီးတော့ကျွန်တော်အိုစိတ်တူစေတာကဂိုးဧရိယာတွေကိုဘောလုံးတွေဘယ်လောက်တောင်ပေးပို့ခဲ့လဲအများကြီးပါပဲအဲ့ဒီပေးပို့မှုတွေကနေကျွန်တော်တို့ဘယ်လောက်ထိချင်းချောင်းနိုင်ခဲ့လဲဆိုတော့နည်းနည်းလေးပါပွဲပြီးဖို့မိနစ်30အလိုမှာဆက်စကိုဝင်လာတယ်မိနစ်30အလိုမှာကားပြီးဝင်လာတယ်မိနစ်45အလိုမှာရက်ရှ်ဖို့ဝင်လာတယ်ဘာတွေပြောင်းလဲဖြစ်သွားလဲ United စီကနေလုံးဝချင်းချောင်းမှုမရှိခဲ့ပါဘူးအလဲကကုညာကမအောင်မြင်ခဲ့ပါဘူးညဘက်ချမ်းကအမ်ဘူမိုကအန်ဒီရဲ့အရှိဆုံးကစားသမားဖြစ်ကောင်းဖြစ်နိုင်ပေမဲ့မအောင်မြင်ခဲ့ပါဘူးဘယ်ဘက်ချမ်းကဒိုကူကျွန်တော်ထပ်ပြောပါမယ်ဒိုကူအတွက်အသုံးဝင်နိုင်မဲ့ပွဲတွေအခိုက်အတန့်တွေဒီရာသီမှာရှိလာပါလိမ့်မယ်ဒါပေမဲ့ဟောလို့အသင်းမျိုးနဲ့ခံစစ်ပိတ်ကစားတဲ့ပွဲမှာပွဲထွက်ကစားတာကတော့အဲ့ဒီအခြေအနေမျိုးမဟုတ်ပါဘူးနောက်တစ်ပွဲအိုထရက်ဖို့မှာအပစ်နဲ့ကစားရပါမယ်ဟုတ်ပါပြီကောင်းပါတယ်အဲ့ဒီပွဲမှာဘာဖြစ်မလဲကြည့်တာပေါ့မန်နီကအိမ်မက်ဆိုးတွေကိုပြန်ဖော်ထုတ်ပြီးစီတန်းပြလိုက်တာပါပဲဒါတွေကိုထပ်မမြင်ချင်မို့လားကဲရောဒါတွေကိုထပ်မမြင်ချင်မို့လားကဲအရောက်ဆိုပြီးဖြစ်သွားတာပါမနစ်ကမှားယွင်းခဲ့သမျှအရာအားလုံးကအဲ့ဒီစွမ်းဆောင်ရည်မှာပါဝင်နေတာပါခေါ်ယူခဲ့တဲ့ကစားမတစ်တွေစီကနေအတင်းနဲ့ယူဆောင်လာပေးဖို့ကျွန်တော်လိုချင်ခဲ့တဲ့အရာအားလုံးအဲ့ဒီမှာမရှိခဲ့ပါဘူးဒါဖြစ်နိုင်သမျှအဆိုးရွားဆုံးပါပဲဗျရိုးရိုးသားသားပြောကြစို့ကျွန်တော်အဲ့ဒါအတွက်ရှက်မိပါတယ် AC မီလန်နဲ့ပွဲမှာမြင်ခဲ့ရလို့အဲ့တော့မအံ့ဩပါဘူးမနစ်ကလည်းအချိန်ချင်းမြင်ခဲ့ဘူးတာပါဒါပေမဲ့ဒီအသင်းတိုးတက်လာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ခဲ့တာပါအဲ့ဒါစားသူတို့ကပွဲထဲဝင်လာပြီးတော့ဘောလုံးမကန်ရသေးခင်ကလေးကအနိုင်ရပြီးသားလို့ထင်ပြီးပွဲထဲဝင်လာခဲ့ကြတာပါအဲ့ဒီလိုပုံစံပေါက်နေတာပါဒါကြောင့်ဒီကစားမကိုထုတ်ပြီးဟိုကစားမကိုထည့်လိုက်ရင်လုံးဝခြားနာသွားမယ်လို့ကျွန်တော်မပြောနိုင်တာပါဒီနေ့မှဒါတသင်းလုံးရဲ့ပြဿနာဖြစ်ခဲ့တာပါလူတိုင်းရဲ့ချင်းကပ်မှုပြဿနာဖြစ်ခဲ့တာပါအချိန်မှပဲတူးချင်းအရေးသွေးပိုင်းရောက်လာတဲ့အခါကုညာပဲဖြစ်ဖြစ်ဘရူနိုလီလီမန်စ်ဒါမှမဟုတ်ဆန်တိုစ်ပဲဖြစ်ဖြစ်ဒိုဂူပဲဖြစ်ဖြစ်အားလုံးပွဲစဉ်စိုးတွေကြုံတွေ့ခဲ့ရတာပါမက်ဂွိုင်းယာနဲ့လီမွတ်စ်ကလွှဲရင်လူတိုင်းတကယ်ကိုပွဲစဉ်စိုးကြုံခဲ့ရတာပါရှော့ကောင်းတယ်လို့ကျွန်တော်မထင်ပါဘူးမဟုတ်ဘူးရှော့ဆိုးခဲ့ပါတယ်ဘာလို့လဲဆိုတော့သူတို့အတောင်ပန်နေတိုင်းတက်လိုက်ဆင်လိုက်ပဲလုပ်နေခဲ့လို့ပါအဲ့ဒါတွေကဘာမှအသုံးမကျခဲ့ပါဘူးโอเคနည်းနည်းလေးတော့အကောင်းမြင်စိတ်နဲ့ယာစီတစ်ကိုသွားနိုင်ပါသေးတယ်နည်းနည်းလေးခြားနာသွားမယ်လို့ထင်ရတဲ့ကစားမတစ်တချို့ရထားတယ်လေဒါပေမဲ့အခုတော့ကျွန်တော်တို့ယာစီကိုခြေလမ်းမနဲ့စတင်နေရပြီဗျာကျွန်တော်တို့၃မှတ်နောက်ကျကြံနေနောက်အပတ်မှာ Ipswich နဲ့ကစားရမယ်ရုတ်တရက်ဆိုသလိုယာစီရဲ့ဒုတိယမြောက်ပွဲမှာလည်းမဖြစ်မနေနိုင်ရမယ့်ပွဲစဉ်ဖြစ်လာခဲ့ပြီနှစ်ပွဲ